မင်္ဂလာပါရင်တို့လုပ်ငန်းလုပ်မဲ့သူတွေအတွက်ရည်ရွယ်ပါတယ်နော်ရင်တို့လုပ်ငန်းလုပ်နေတဲ့လူတွေလည်းသိကြတဲ့အတိုင်းပဲရင်တို့မှာဆိုလို့ရှိရင်စက်တီးရဲ့ကြေးဝါရဲ့ဆိုပြီးတော့နှစ်မျိုးကိုအဓိကထားပြီးတော့လုပ်ကြတာပေါ့နော်စက်တီးနဲ့ကြေးဝါနဲ့ကိုအဓိကထားပြီးလုပ်ကြတယ်ဆိုပေမဲ့အလူမီနီယံကိုလည်းလုပ်ကြပါသေးတယ်ဒါပေမဲ့အလူမီနီယံကိုအစစ်ကပ်ပြီးစေးသွင်းတဲ့အလုပ်ထက်စားလို့ရှိရင်အလူမီနီယံပေါ်မှာ UV ရိုက်ပြီးတော့လုပ်တဲ့ရင်တို့မျိုးကိုပဲလုပ်လို့ရှိကြပါတယ်ပေါ့နော်အခုဒီနေ့အဓိကပြောချင်တာကတော့စတီးအကြောင်းဖြစ်ပါတယ်စတီးအကြောင်းမှာစတီးဆိုလို့ရှိရင်စတီးမှာပြောင်းရှိမယ်စတီးအစင်းရှိမယ်စတီးငွေမုံဖျန်းရှိမယ်ဆိုပြီးတော့၃မျိုးရှိတယ်ပေါ့နော်စတီးကိုအခြေခံအဖြစ်ဆိုလို့ရှိရင်စတီးအလုံးမှာဒါပေမဲ့စတီးပြောင်းကိုသုံးတဲ့ခါကြလို့ရှိရင်သုံးတဲ့အသားချင်းမတူလို့ရှိရင်အရေးသွေးချင်းကွာသွားတတ်တယ်เนาะအဲ့ဒါလေးသတိပေးပြရစီဘယ်လိုမျိုးအသားမျိုးသုံးရမလဲဆိုတော့မှန်သားလိုပြောင်းနေတဲ့စတီးမျိုးရှိပါတယ်အဲ့လိုဟာမျိုးကိုသုံးသင့်ပါတယ်เนาะအဲ့ဒါဆိုလို့ရှိရင်အချိန်ကုန်တာတတ်တာပါတယ်လုပ်တဲ့လူအနေနဲ့เนาะရသွားတဲ့လူအနေနဲ့လည်းအရေးသွေးမြင့်အောင်ရပါတယ်ပြောင်းလေးလိုချင်တဲ့လူဆိုလို့ရှိရင်ပေါ့เนาะဒီလိုဟာမျိုးဆိုလို့ရှိရင်ဘလို့မှန်သားမျိုးလဲဆိုရင်သူ့ကိုအတူကောင်း SUS 334 MR စတက်လက်စတီးလို့ခေါ်ပါတယ်နောက်ပြီးတော့ BA ဆိုတဲ့အသားတစ်မျိုးရှိတယ်ဒါကတော့သူကလည်းဒီ MR ထက်ဆိုင်တစ်ဆင့်နှိမ့်နေဒါပေမဲ့သူ့ကိုဘယ်နှမ်းမှသုံးလဲဆိုတော့တချို့ကပြောင်းနေတာမကြိုက်ဘူးကွာအစင်းပဲကြိုက်တယ်အစင်းလောက်တဲ့နေရာမှာသုံးပေးတယ်နော် BA သားကလည်းကောင်းပါတယ်အစင်းအတွက်ဆိုလို့ရှိရင်ဒါပေမဲ့စက်ပစ္စည်းတွေကတက်မယ်စတီးပြဆိုလို့ရှိရင်တော့မမာလေးပဲကောင်းတယ်လေနော်အဲ့ခါကျတော့ BA ကိုလည်းမသုံးဘူး MR ကိုလည်းမသုံးဘူးအမားတို့ကရိုး hairline အသားစတီးအသားအထူသားတစ်မျိုးကိုထပ်သုံးပေးပါတယ်အဲ့ဒါကကြတော့ပို့ပြီးတော့တိတ်သေးစာပို့များပြီးတော့ပို့ပြီးခိုင်နေပေါ့နော်ဒါပေမဲ့အယောင်က MR လောက်BA လောက်မလှဘူးပေါ့နော်သူကတော့ဒါပေမဲ့စက်ပစ္စည်းတွေအတွက်ဆိုတော့တင့်တော်ပါတယ်နော်စတီးရလေဟုတ်ပါပြီအဲ့စတီးကိုဆိုလို့ရှိရင်ပြောင်းလိုချင်တဲ့လူကိုဆို MR နော်ပြီးလို့ရှိရင်ရိုးအစင်းလိုချင်တဲ့လူဆိုလို့ရှိရင်เนาะ BA ကိုသုံးမယ်เนาะနောက်ပြီးတော့စက်ပစ္စည်းတွေအတွက်ဆိုလို့ရှိရင်เนาะ normal hairline ကိုပဲသုံးမယ်เนาะဟုတ်ပြီရပါပြီအဲ့ဒါဆိုလို့ရှိရင်စတီးကို acid ကိုက်ပြီးတော့ဆေးသွင်းကြမယ် acid ကိုက်တဲ့ခါကြလို့ရှိရင်ပြီးစီးသွားတဲ့ခါလုပ်ငန်းစဉ် acid ကိုက်တဲ့လုပ်ငန်းစဉ်ပြီးစီးသွားတဲ့ခါမှာတေးသေးချာချာကိုပြောင်းနေအောင်ဆေးရပါမယ်เนาะတေးသေးချာပြောင်းနေအောင်ဆေးတဲ့အခါကျတော့မှစတီးမှာဆေးရဆွဲမှာဖြစ်ပါတယ်စတီးပေါ်မှာဆေးမဆွဲတဲ့အကြောင်းအရင်အများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့စတီးကဆေးဆွဲတာခက်တယ်နော်။အားကြောင့်မို့လို့စတီးကိုဆေးမသွင်းခင်ကိုတန့်ရှင်းနေအောင်အရင်ဆေးကြောပြီးတော့မှသာလင်း6တွေ့အောင်လုပ်ပြီးတော့မှဆေးသွင်းကြမယ်။ဆေးသွင်းတဲ့နေရာမှာလည်းဆေးဆိုလို့ရှိရင်စပရေးမျိုးอ่ะစတီးပေါ်မှာမနေဘူးเนาะစပရေးမျိုးကမနေဘူးဖြော်ပြီးသုံးတဲ့ဆေးမျိုးပဲနေတယ်เนาะအဲ့လိုဆေးမျိုးကိုသုံးတဲ့ခါကြလို့ရှိရင်တည်တည်ဆဆအချောက်ခံပြီးမှသာလင်းcustomer လက်ထဲကိုထည့်ပါမဟုတ်လို့ရှိရင်တေးချာချာရက်အချိန်မယူဘဲနဲ့ချက်ချင်းထည့်လိုက်တဲ့ဟာမျိုးဆိုရင် customer လက်ထဲမှာအကြာကြီးမခံဖြစ်တတ်တယ်เนาะအဲ့ဒါစတီးရဲ့အားနည်းချက်တစ်ခုလို့လည်းပြောလို့ရတယ်ဒါပေမဲ့စတီးရဲ့စတီးမှာ acid ကိုက်ပြီးဆေးသွင်းလိုက်တဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်သူများတွေလိုမျိုးစတီကာကတ်ပြီးတော့အပေါ်ကနေပြီးတော့ကုတ်တင်လောင်းစရာမလိုတော့ဘူးစတီကာကတ်ပြီးကုတ်တင်လောင်းနေစတီးပြားကြီးကလေးနေပါလေဆိုတော့မှကုတ်တင်ကထက်လောင်းရသေးတယ်ဆိုရင်ရင်တိုးကြီးကအောက်ကိုငှိုက်နေပါလေเนาะပြီးတော့ဟိုလုံးဝ model လည်းမဆန်နေဘူးလှလှပပလည်းမဖြစ်နေဘူးအဲ့အတွက်ကြောင့်မို့လို့စတီးကို acid ကိုက်ပြီးဆေးသွင်းလိုက်ရင်လုံးဝလှတယ်ဒါပေမဲ့ပြုလုပ်ပေးတဲ့လူပေါ်မှာမူတည်ပြီးတော့စတီးပြားကခံမခံကြခံမခံဆိုတာရှိရရင်တို့ကเนาะနောက်ပြီးတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကင်တွယ်တဲ့လူပေါ်မှာလည်းမူတည်သေးတယ်လုပ်ပေးတဲ့လူကကောင်းကောင်းလုပ်ပေးလိုက်ပြီးဒါပေမဲ့ကင်တွယ်တဲ့လူကပစ္စလက်ကကင်နေပြီးရင်သုံးပြီးရင်မတုပ်ဘူးမသိမ်းဘူးဆိုလို့ရှိရင်တော့ဒါကလည်းပျက်စီးနိုင်ခြေများတယ်เนาะအစင်းတွေဖြစ်နိုင်ခြေရှိတယ်ပြီးလို့ရှိရင်တန်ကြီးတွေတက်နိုင်ခြေရှိတယ်เนาะအဲ့အတွက်ကြောင့်မလို့ကင်တွယ်တဲ့လူအနေနဲ့ဆိုလို့ရှိရင်လည်းစတီးပြားကိုစတီးဒီရင်တိုးလေးကိုတုံးပြီးတဲ့ခါကျလို့ရှိရင်အဝတ်တန်တန်လေးနဲ့ကိုတုံးမယ်ဘာဖြစ်လို့လဲဆိုတော့လက်မှာကချွေးတွေရှိတယ်ဒီချွေးတွေကဘာဖြစ်မလဲဆိုရင်စားဖြစ်မဲ့ချွေးတွေเนาะအဲ့ခက်တဲ့ကြောင့်မလို့စတီးပြားကိုကိုက်မယ်ကိုက်လို့ရှိရင်စတီးပြားမှာကအတန်ကြီးတွေစိုးကြီးဖြစ်မှာအဲ့အတွက်ကြောင့်မလို့စတီးဆိုလို့ရှိရင်က
လိုပဲဖြစ်ဖြစ်တခြားရင်တို့တွေဈေးကနည်းနည်းကိုမြင့်နေပြီးသားပဲကြာရှည်ခံအောင်ဆိုလို့ရှိရင်ဘတ်ဂျက်ချွေတာအောင်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးတွေလည်းထိမ့်သိမ်းလို့ရတယ်လုပ်ပြီးတဲ့လူဘက်ကလည်းကောင်းကောင်းလုပ်ပေးမယ်ဒီဘက်ကကင်တဲ့လူဘက်ကလည်းထင်းထင်းကင်မယ်ဆိုရင်ဒီပစ္စည်းတစ်ခုကအနည်းဆုံး2နှစ်3နှစ်ထိခံပါတယ်လုံးဝကြာရှည်ခံပါတယ်အစ်စ်ကြိုက်တာတစ်ခုရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်ဒီလူကဒီကုမ္ပဏီမှာပဲလုပ်နေတော့မယ်ဒီနာမည်နဲ့ပဲဒီယာဒူးနဲ့ပဲဆိုလို့ရှိရင်ဆေးတွေကျွတ်ထွက်သွားသည်ရှိရင်တော့မှဒီဆေးကပြန်ပြီးတော့တွင်းလို့ရတယ်အသစ်ပြန်တွင်းလို့ရတယ်เนาะဘာလို့ဆိုတော့များသောအားဖြင့်ရင်တိုးတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးကွာဘယ်လိုရှိမလဲဆိုတော့သူ့ရဲ့ logo ရှိမယ်တွေ့လားသူ့ရဲ့ logo ရှိမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီမှာတော့နာမည်ပေါက်ရတူပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့လိုဖြစ်တဲ့တော့ကဒီဆေးတွေကျွတ်ထွက်သွားပြီဆိုရင်တော့မှအသစ်ဆေးပြန်သွင်းလို့ရတယ်ပြောရမယ်ဆိုရင်အသစ်ဆိုင်ကိုသွားပြန်ပြီးတော့ဒီဟာလေးပြင်ပေးပါဆိုပြီးတော့ပြင်ကားနဲ့ပဲပြီးသွားတဲ့အလုပ်မျိုးရှိရယ်စတီးမှာဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါကြောင့်မလို့စတီးကိုအစစ်ကိုက်ပြီးဆေးသွင်းတာကအားနည်းချက်လေးရှိတယ်လို့အားသာချက်လေးရှိတယ်ဒါပေမဲ့အရေးသွင်းမီလဲထုတ်ပေးဒီဘက်ကလည်းထင်းထင်းကိုင်နေဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဒီစတီးကခံနေเนาะအဲ့ဒါကြောင့်မလို့ရောင်းတဲ့လူအနေဘက်ကဆိုလို့ရှိရင်လေဒီစတီးပြားလေးကိုဘယ်လိုမျိုးလေးတော့ထိမ့်သိမ့်ပေးပါဆိုပြီးတော့အကြံပြုတင်နေပေါ့เนาะအဲ့လိုမျိုးအမတို့ရှိမှဆိုလို့ရှိရင်လေဒီလိုပဲအရင်ကဆိုလို့ရှိရင်ပြဿနာအများကြီးရှိခဲ့ဘူးတယ်လုံးဝပြောမယ်ဆိုလို့ရှိရင်ဆေးတွေမနေတာမျိုးရှိရယ်ခါလေးကြရင် acid ကြိုက်တဲ့ခါကြရင်အတိတ်အနှက်ကွာသွားတာမျိုးရှိရယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုရင်တည်တည်ဆာဆာလေးခယူးဆိုင်ပြီးတယ်ဘယ်လိုမျိုးလဲဆိုတော့သူတို့ရဲ့အထဲမှာဆေးကိုတည်တည်ဆာဆာဆွဲအောင်ထားပြီးတော့မှဒါလေးcustomer ဘက်ကိုမတို့ကပို့ပေးတယ်အဲ့လိုမျိုးပေါ့နော်အခုကိုလုံနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါလေးတွေကသတိထားကြအဖြစ်ကိုမြင်စေချင်တယ်ပေါ့နော်ဒါကတယောက်နဲ့တယောက်အကြံပေးတာမျိုးဖြစ်တယ်နောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လေဆေးမထည့်ခင် acid ကြိုက်ပြီးတဲ့အချိန်မှာတန်တန်လေးလုပ်ပေးလိုက်တယ်ဆိုလို့ရှိရင်ဆေးကဘယ်လိုပဲပြင်နေတယ်နော်ကြာရှည်လဲခံတယ်လို့ပြီးတော့ကိုယ်လည်းcustomer တဆင့်ပြန်ပြီးတော့ပြင်လာတယ်အများတန်းပြင်လာတယ်အဲ့လိုမျိုးနော်Okay ဒီနေ့စတီးအတွက်ကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာစတီးရဲ့ဒါကအခြေခံသဘောတရားပဲရှိသေးပေါ့နော်နောက်နေ့တွေမှာဘလိုတွေချဲ့ပြီးတော့ပြောပြမယ်ဆိုတာတွေအများကြီးရှိပါတယ်ဒီ page ကိုlike နဲ့ share လုပ်ထားလိုက်ပေါ့နော်